ဒါကို before နဲ့ after ပြပါမယ်ဘလို့ steel တွေကိုဘလို့ဆေးရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပါမယ်ဗီဒီယိုလေးနဲ့ okay ပထမဆုံးရေကိုထည့်ပါမယ်ရေနွေးလည်းရရင်တော့ရေအေးတာကျမတော့လက်လံမိတဲ့ရေနွေးပဲယူလိုက်ပါတယ်ပြီးတော့ baking soda သုံးပါမယ်ထည့်ရပါတော့ကျမပဲသုံးတာများတယ်အဲ့ baking soda လေးထည့်ပါတယ်ကောက်ပေါ်မှာတည်တင်ထားတဲ့နေတာပါအဲ့ဒါကိုခန်းသွားအောင်လုပ်ပါမယ်ဘယ်လိုနေထားလေးရောက်နေလဲဆိုတာကိုပြန်ပြောပြပါမယ်နော် after ပြပါမယ်နော်ကျွန်မဒီ steel ကိုကျွန်မဆေးဖို့အတွက်တည်တင်ထားပါတယ် baking soda နဲ့ပါဆေးလိုက်တာတော့မရိုက်လိုက်အောင်ဘူးဒါကတော့ဆေးပြီးရလာတဲ့ reset လေးပါအရန်ကုန်မှာအသုံးဝင်ပါတယ်အိမ်နောက်ချင်းမျိုးသမီးအတွက်သုံးဝင်မယ်လို့မျှော်လင့်ပါတယ်ပြီးတော့ဒီလိုမျိုးပေါ့နော်သူများနိုင်ငံမှာတန့်ရှင်းလုပ်နေတာတို့ဘာတို့လူမျိုးတွေအတွက်လည်းအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျမသိတာလေးတွေကိုပြန်မျှဝေတာပါကျမလည်း YouTube တွေကသင်လာတာမို့လို့ပါကျေးဇူးပါ